Let's noodle မောင်လေးရေ ခောက်ဆွဲစားကြတော့မလို့လားမမ noodle Let's noodle ဆိုတာစောနာကောင်လေးစဉ်းစားသလိုခောက်ဆွဲလုပ်ရအောင်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးသူက office day meeting တွေမှာသုံးလေးရှိတဲ့ informal စကားလေးဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်ကအတူတူစဉ်းစားကြရအောင်အကြံထုတ်ကြည့်ရအောင်အဲ့လိုပြောတာမောင်လေးရဲ့ အော်အဲ့လိုလားမသိပါဘူး သူက office day meeting တွေမှာသုံးလေးရှိတဲ့ informal စကားလေးဖြစ်ပါတယ်ဥပမာစာကြောင်းလေးဆိုလို့ရှိရင် Let's noodle this ဒါလေးကိုစဉ်းစားကြည့်ရအောင် I've been noodling on that idea ငါဒီအကြံကိုစဉ်းစားနေရတော်ကြာပြီ Let's noodle it over the weekend စနေတနင်္ဂနွေကြာမှတူတူစဉ်းစားကြည့်ကြမယ်လေဒီလိုလေးတွေသုံးလို့ရပါတယ်သူနဲ့အတိတ်ပဲသူတဲ့စကားလုံးလေးတွေကတော့ Let's brainstorm Let's kick it around ဒီလိုလေးလည်းသုံးလို့ရပါတယ်ဆိုရင် Let's noodle ဆိုတဲ့စကားလုံးလေးကိုခောက်ဆွဲလို့ရအောင်လို့အဓိပ္ပာယ်မဟုတ်ဘဲနဲ့ရုံးမှာဒါမှမဟုတ်အလုပ်မှာဒီလိုလေးသုံးလို့ရတယ်ဆိုတာလေးကိုမှတ်သားရင်းနဲ့ sentence လေးတွေတိစောက်ကြည့်ပြီးသုံးကြည့်ကြပါနော် I hope you like the video. Thanks for watching. Bye bye.